ဒီတဲ့င်းကတော့ဒီညနေဒေါ်နယ်ထရန့်ကသူ့ရဲ့သမ္မတစီတဲ့ဟယ်လီကော်ပတာနဲ့ပေါ့နော်ဂျပန်မျိုးသမီးဝင်ကြီးချုပ်ကိုသူတို့ရဲ့ဂျပန်မှာရှိတဲ့ရေတပ်စခန်းလေနော်ဂျပန်မှာရှိတဲ့ရေတပ်စခန်းကိုတွားပြီးတော့မှသူ speech ပြောတယ်နှုတ်ဆက်တယ်တွားနှုတ်ဆက်ပြီးတော့ဒီအမျိုးသမီးဝင်ကြီးချုပ်ကိုလည်းခေါ်သွားမှသူတော်တော်လေးချီးမွမ်းပြောဆိုသွားတယ်သူတို့ရဲ့ဂျပန်နဲ့ USA နဲ့ကပေါ့နော်သူတို့ရဲ့ကာကွယ်မှုစနစ်ကိုတိုးပြင်းတဲ့အပြင်မှာအခုနိုင်ငံ relationship ကပိုပြီးကောင်းမွန်လာတယ်အခုချိန်ကြီးမရှိခဲ့တဲ့သူတို့ရဲ့မှတ်တမ်းတစ်ခုကိုထူဖို့အတွက်ကအကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ကြမယ်ပေါ့နော်အဲ့လိုမျိုးတွေပြောလာတယ်ပြီးတော့သူဒီနေ့ပထမဆုံးတွေ့ချင်းဆိုပေမဲ့လည်းတော်တော်ကြံခံလိုက်ရတဲ့ယုံကြည်ချို့ဟောင်းရဲ့မျက်နှာလည်းရှိပြီးတော့တူးလူလည်းဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ဒီနေ့တရက်ထဲမှာပဲတော်တော်လေးအဆင်ပြေပြီးတော့မှ communicate လုပ်တဲ့ဟာပုံစံကြီးမှအကုန်လုံး social media ကလည်းဒါတော်တော်လေးကောင်းတဲ့အလားအလာဟုတ်တယ်လို့ပဲပြောကြတယ်ပြီးတော့ဒီသတင်းဌာနကလည်းသူတို့သတင်းကြော်ညာတဲ့လူကလည်းသုံးသပ်ကြတယ်ပြီးတော့ဂျပန်အမျိုးသမီးဝင်ကြီးချုပ်ကလည်းပြောတယ်သူ့ရဲ့ဝင်ကြီးချုပ်တက်တန်းအခုကနေစပြီး6လတော့တင်မှာသူတို့နိုင်ငံတော်ရဲ့ GDP 2%အထိသူတို့ရဲ့စစ်အုံးစေးရဲ့ပြီးကာကွယ်မှုစနစ်ပေါ့နော်ဒီသူတို့နိုင်ငံကာကွယ်ရေးစနစ်တွေမှာဘတ်ဂျက်ပို့တိုးပြီးတော့မှသုံးမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ကျမသိရတဲ့လောက်ကသူတို့ပုံမှန်ဆိုရင်1% ပေါ့နော်1%တော့မကျော်ဘူးအဲ့ဒါကိုအခုသူ2%တိုင်းသူသုံးမယ် GDP 2%တိုးတယ်ဆိုတော်တော်များတဲ့အမောင်းဟုတ်တယ်နော်ဒေါ်နယ်ထရန့်ကသူ့ပြောထားလေသူတို့နိုင်ငံကမ္ဘာအကောင်းဆုံး fighter jet လေယာဉ်တွေရှိတယ်အဲ့လိုမျိုးပေါ့အဓိကဘီလီယံနာတစ်သေးစီးပွားကွက်မြင်တဲ့အတိုင်းပဲတူလက်နဲ့တွေရောင်းတော့မှာဒါပေမဲ့တကယ်လဲဒီအမျိုးသမီးကသူတို့နိုင်ငံအတွက်သူစဉ်းစားပြီးတော့မှသူလုပ်ပါတော့မယ်ပြီးတော့ဒီလိုမျိုးပြောလာတယ်ဆိုတဲ့အကောင့်ထဲပေါ်တော့မယ်ပြီးတော့ဒီလိုလက်နက်တွေဝယ်ပြီးတော့မှတဲ့ဒီလိုကာကွယ်မှုစနစ်မှာဘတ်ဂျက်တွေအများကြီးတုံးပြီးတော့မှ GDP အသုံးစရိတ်တွေမှာဘတ်ဂျက်တွေပို့တုံးပြီးတော့မှသူတို့နိုင်ငံကာကွယ်မှုတက်ဒီစနစ်တွေဝယ်တယ်ဆိုတာတဲ့တရုတ်တွေရဲ့ချင်းချောင်းမှုခဏခံနေရတယ်သူတို့တောင်တရုတ်ပင်လယ်မှာဆိုအဲ့တရုတ်တွေကသူတို့ရဲ့ဗာလဲဘယ်လိုပြောမလဲဒုံးကြီးဆန်းလို့ခဏပြရောက်လိုက်ပြီးရင်ချော်ပြီးပြစ်သွားပြီဆိုပြီးရောက်လိုက်အဲ့လိုခဏလက်သက်ဆန်းတာတွေနဲ့သူတို့လာပြီးမီးဆန်းတာတွေအတွက်ကိုသူတို့အတွက်ဘာမှ6ချမှုမဖြစ်အောင်အပြည့်အဝကာကွယ်ဖို့ရအောင်သူတို့ရဲ့စနစ်ကိုသွင်းလိုက်တာလည်းဖြစ်တယ်တဲ့ပြီးတော့နောက်တစ်ခုကဒီတရုတ်နဲ့ထိုင်ဝမ်အရေးခင်းဘာညာပေါ့တရုတ်ထိုင်ဝမ်ပြည်ထနာတွေကြားမှာလည်းသူတို့တက်ပါ pressure မဖြစ်အောင်ဒီလိုမျိုးကာကွယ်ရေးစနစ်ကိုသွင်းပြီးတော့မှသူတို့ဘတ်ဂျက်ပို့သုံးပြီးမှလိုအပ်တဲ့ဟာတွေဝယ်မယ်ပေါ့ကွာအဲ့ဒီဟာလေးကို sharing လုပ်ချင်ပါတယ်အားလုံးပဲဆင်ပြေကြပါစေ bye bye